အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ထပ်ပြီးမျှဝေပေးမှာကတော့ PowerPoint ထဲမှာပုံတွေကို insert picture နေပြီးတော့တွားထည့်တာတွေမလုပ်တော့ဘဲနဲ့ကိုယ့်ကွန်ပျူတာထဲမှာရှိတဲ့ပုံတွေကိုတွားပြီးတော့ hyperlink နဲ့ချိန်ပြီးတော့ presentation ထဲမှာယူသုံးတာလေးပြပါနော်အခုလုပ်ပြပေးမယ့် hyperlink ကWord ထဲမှာဖြစ်ဖြစ် Excel ထဲမှာဖြစ်ဖြစ် Microsoft PowerPoint ထဲမှာဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်သုံးလို့ရပါတယ်အားလုံးအတူတူပဲနော်လုံးလေးပြပြလုံးမဲ့ပုံစံကဒီရှိစလာဒီမှာလေဒီနေရာလေးကို product 1 2 3ဆိုရှိတာပေါ့ဒီ product 1ဆိုတာကိုနှိပ်လိုက်ရုံနဲ့နောက်ကနေပြီးတော့ဒီပုံလေးပေါ်လာအောင်လုပ်မယ်ပေါ့နော်နောက်ဒီ2ကိုနှိပ်လိုက်တဲ့အချိန်မှာဒီပုံလေးကိုပေါ်လာအောင်လုပ်မယ်3ကိုနှိပ်တဲ့အချိန်ကျရင်သူ့ပေါ်လာအောင်လုပ်မယ်ပေါ့နော်အဲ့လိုလုပ်ကြမှာစမ်းကြည့်ကြအောင်နော်ကျွန်တော်တို့က hyperlink လုပ်မယ် link ချိန်မယ်လို့စိတ်ကူးတာနဲ့ဘယ်ဟာနဲ့ချိန်မှာလဲဆိုတော့သိရကျွန်တော်ဒီ product 1ဆိုဒီစာလုံးနဲ့ချိန်မှာလားဒါမှမဟုတ်ဒီစာလုံးနဲ့ချိန်မှာလားဒါမှမဟုတ်ဒီနားပုံတစ်ပုံနဲ့ချိန်မှာလားဘာနဲ့ချိန်မှာလဲဆိုတော့သိရချိန်မဲ့သူကကျွန်တော်စာလုံးလေးနဲ့ချိန်ပြမယ်သူ့ကိုရွေးလိုက်ပေါ့နော်ကျွန်တော်ပြီးရင် insert တက်သွားမယ်ဒီမှာ hyperlink ဆိုရှိတယ်သူ့နှိပ်လိုက်ရင်ကျွန်တော်တို့ဒီထဲမှာဘယ်နားမှာပုံရှိလဲပေါ့ကိုပုံသိမ်းထားတဲ့နေရာပေါ့ကိုကွန်ပျူတာထဲမှာဘယ်နားမှာပုံထားတာလဲအဲ့ရှိတဲ့နေရာကိုကျွန်တော်ဒီကနေသွားရမယ်အဲ့ဒါဒီရွေးရမှာနော်အဲ့လိုသွားရွေးရတယ်လေအဲ့တော့ product 1ကိုပေါ်ကြတယ် product 1ဆိုတဲ့ပုံလေးသွားရွေးပေးမယ်အဲ့လေးကိုပြပေးလိုက်မှာပေါ့အဲ့ဒီလုံးလိုက်တာဒီမှာအယောင်လေးပြောင်းသွားမြင်းလေးထားသွားနော်အဲ့ဒီတော့ပုံစံပြောင်းသွားတာလေးသတိပြုမိမှာပေါ့နောက် hyperlink တောင်းနေမယ်ခုနက product 2ကိုတောင်းမယ်ပြီးရင်ဒူလိုက်တာမှတောင်းမယ်1လည်းတောင်းမယ်3ကိုတောင်းမယ်ကိုပြပေးမယ်ပေါ့နော်အဲ့လိုရေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီအချိန်မှာဒါကကျွန်တော် PowerPoint show မပြနေဘူးဒီ slide show မပြနေ slide show မပြနေတဲ့အချိန်မှာဆိုရင်သူ့နှိပ်ကြည့်ချင်တယ်ဆိုကျွန်တော်တို့ကဓာတ်ရိုက်ဒီလိုသားနှိပ်ရင်မဟုတ်ဘူးနော်အဲ့သူ့ကိုကျွန်တော်က show ပြမယ်ဆိုလို့ရှိရင်ပေါ့ဒီလို show ပြလိုက်ပေါ့ဒီ slide show ပြတဲ့အချိန်ကျရင်ကျွန်တော်ဒီနေရာလေးသွားပြီးတော့ click နှိပ်လိုက်တာနောက်မှာဘယ်ကိုချိန်ထားလဲဆိုတော့ link လေးပေါ်လာတယ်ဒါမှမဟုတ်တန်းနှိပ်လိုက်တာနဲ့တင်ကိုဒီမှာ PowerPoint တန်းပြတယ်ပေါ့ဒီအချိန်မှာ PowerPoint ပြတဲ့အချိန်မှာနောက်ကဓာတ်ပုံကသွားပွင့်လာတယ်ဆိုတော့ဒီပိုင်းနော်ကျွန်တော်ဒါကိုချဲ့လိုက်မှတခါလေလူလေးချဲ့ထားလိုက်မှာပေါ့ချဲ့ထားလိုက်မှကျွန်တော်ဒီဘက်က PowerPoint ကိုကျွန်တော်ဒီမှာသုံးနေတယ်ဒီ PowerPoint 2လေးကိုပြမယ်အဲဆိုဒီမှာဒီပုံလေးပေါ်လာတယ်ပေါ့နော်ဟုတ်ပြီဒါဖိတ်လိုက်မယ်ဒါကိုပြမယ်ဒါတော့ဒီပေါ်လာပြီပေါ့အဲဆိုကျွန်တော်တို့ကဒီ link လေးကိုနှိပ်လိုက်တာနဲ့နောက်ကပုံလေးတွေကိုပြပြအောင်ပေါ့နော်အားလုံးအဆင်ပြေကြပါစေကျွန်တော်ခုလိုဗီဒီယိုမျိုးလေးတွေကိုအစမပြတ်တင်ပေးနေမှာပါဗီဒီယိုလေးတွေကိုအများအားကြည့်နိုင်အောင်ကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးကြပါလို့တောင်းဆိုပါတယ်နော်